Suho Liduka Kongila. Relax for you know my shit here stress you know my shit here take care of it doesn't matter pagela no no that team ma ni ma chano ba sai yo ko ba ni myou bi lo chano a long lo ya sai yo ko ni myou bi yo pyo shin ya sai nyet sia li khana tha lai no di moment le ko chano do pyo shin phat tan mai no ai twa jaw di a chin ya jo twe not only fan ပေါ့နော်ကျွန်တော်အတွက်ကဟိုဘူးသူကလည်းဖြစ်စေပဲပျော်ရွှင်မှုတစ်ခုပဲမဟုတ်ဘူးကျွန်တော်အတွက်ဒီချင်းမျိုးသားတွေကကျွန်တော်တို့ဘာ message ပေးလဲဒီလိုပေါ့နော်ဟိုချင်းမဟုတ်တဲ့အတွက်လည်းကျွန်တော်အတွက်ကျွန်တော်ယူဆောင်လာပါတယ်အများကြီးရှိတယ်ကျွန်တော်တို့ဘူးသူကရောက်နေရတယ်ကိုလည်းကျွန်တော်တို့သိရမယ်အဲ့ဒါကြောင့်အားလုံးရောက်ပြီလာတဲ့ဒီကောင်မများအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဒါပြီးရင်မစားသေးခင်ပေါ့နော်ကျွန်တော်ဟိုကြိုးပြီး announce လုပ်ထားတယ်မစားသေးရင်ကျွန်တော် demo လုပ်ရအောင်အကုန်လုံးစုပြီး demo လုပ်ရိုက်မယ်ပြီးတော့မှစားမယ်နော်ပြီးတော့ခါမှာဒုတိယပိုင်းမှာကျွန်တော်တို့ဆက်ပြီးတော့ဟို game တွေဆော့ဖို့ရှိတယ်အဲ့အတွက်ကိုကြိုးပြီး announce လုပ်တာဖြစ်တယ်အားလုံးကျေးဇူးတင်ပါတယ်အခုချိန်မှာရှိုးသမိုင်းကြောင်းနဲ့ပတ်သက်ပြီးဟိုတော့ဆက်လက်ပြီးပြောပြသွားပါမယ်ကျွန်တော်တို့ဒီကိုဘာမှပြောသေးရင်ကျွန်တော်တို့ဒီကနေစရအောင်
လုံးမုံဟဲ့တွန်းတို့တိုင်းပိုင်ဟောပွဲလောဘေးအားလုံးလုံးတမှုဟဲ့မုတ်ကာတန်ခုံဆိုင်ဟဲ့တွန်းတို့ချက်ကုံညာရဲ့လောစံလုံးမုံဟဲ့တွန်းတို့တိုင်းပိုင်ဟောပွဲလောဘေးအားလုံးလုံးထင်ခုံဟဲ့မိုင်ငါshow mo hey yeah show mo hey mo ho ye boy show chin boy polo nyo show dong so ao hey ya show mu hey free on ari now show mo hey yeah show mo hey mo ho ye boyတွန်းတို့ချက်ကုံညာရဲ့လောစံလုံးမုံဟဲ့တွန်းတို့တိုင်းပိုင်ဟောပွဲလောမေအားလုံးလုံးတမှုဟဲ့မုတ်ကာတန်ခုံဆိုင်ဟဲ့တွန်းတို့ချက်ကုံညာရဲ့လောစံလုံးမုံဟဲ့တွန်းတို့တိုင်းပိုင်ဟောပွဲလောမေအားလုံးလုံးထင်ခုံဟဲ့မိုင်ငါဒါ
ဒီလိုကတော့ဘုရားသားပေါ့ဘုရားသားဆိုတော့နောက်ကြောက်ကဒီအော်နိုင်ဟစ်နိုင်တော့အဲ့ဒီကနော်အဲ့ဒီ၄ယောက်ကနိုင်ငံလုံးကိုခွဲလာတာပေါ့ခွဲအဲ့ဒီရဲ့မြေကပါလဲဆိုတော့ပုတ်ပြန်လေးရဲ့ဖြစ်တာလေနည်းနည်းတော့ပုတ်ပြန်လေးတော့အဲ့ဒီပုတ်ပြန်လေးမှာဆိုတော့ပုတ်ပြန်လေးရဲ့မြေကပုတ်တန်တဲ့ပုတ်ပြန်လေးကပုတ်ပြန်လေးဒီကပုတ်တန်တယ်လီမှာတော့ဒီကိုခွန်ကြောက်ရှိတယ်။ဒီကိုခွန်ကြောက်နဲ့ထပ်ကမွေးလာတာပါလေ။တာတိမှာစေတာဒီတာဆောင်းတာဒီတာဆောင်းတာဆိုဒီကိုခွန်ကြောက်ရှိတာ။အဲ့ဒီကိုခွန်ကြောက်ကလေသူအဲ့ဒါဆင်းလာတော့ဘုရားဆိုဒီကိုခွန်ကြောက်ကလေဘယ်လိုတာလီဒေတာဆိုင်တာဒေယာကန်တွေဆက်ဆံလူစားတန်ဒီတော့ရဲ့အားကျွန်တော်က generation ကနေတော့ဘာလို့ဒီလဲဒီကနေဒီလေးကဆက်ရှိတယ်ဆက်ကတော့တော့တော့ဒီကတက်တဲ့ဟောင်းဝှချလောက်ဆိုပြီးရဒီကနေ့တော့ဆိုပြီးတော့ပြန်ကြည့်ဒီကဒါလာစာဒီကရဲ့ဒီလေထုံးလာတဲ့နေနေတာကြောင့်ဒီတော့ဘယ်လိုလဲတယောက်ဒီကိုလည်းကျွန်တော်ကဘုံပြနေတယ်အရာကြီးရဲ့ရှင်းလာကြည့်ရှင်းတယ်တော့တော့လည်းတော့တော့ရှိတယ်အဲ့တော့ဒီကလာတော့ဘာရလဲရဲမလေးလည်းတောင်းပါရဲဆိုတော့တောင်းတော့တုံးပြီးတော့ဒီကြမှာလည်းတော့ပြပန်ပြီးတော့ဒီကလည်းမလေးရှင်းလည်းမရောက်တောင်းလည်းမရောက်အလဲမှာလည်းဆိုတော့အဲ့လိုလည်းအဲ့လိုကြအများရှိအဲ့လိုမျိုးခေါ်ကြတာပါအဲ့ဒါမျိုးလေးလာတော့အဲ့ကိုတာဒီမျိုးနဲ့ကျွန်တော်တို့ပြောတာဒီဒုံးလို့ဒီသွားခြင်းကိုလည်းသွားနေလာတယ်ဘုရားကိုရှိတယ်အဲ့ဒီဘုရားကိုတွန်းတဲ့လူကယေရှုရတယ်အဲ့ဒါမျိုးရတဲ့တယ်ဗျာဒီလိုမျိုးကိုသာလို့ရတယ်လွယ်တယ်ရောကြောင်းတော့ရှုံးမျိုးရည်တော့ကြောင်းနဲ့ပြောင်းနေတာပေါ့မပြောရဘူးဒီကုန်းနာရမွေစက်ခန္ဓာတို့နောက်တစ်ခုကတာရဲနာရီဘယ်လိုပုံစံသွားလဲပုံစံလေးသွားဒီအဝိုင်းရမြင်ရတာအဝိုင်းရမြင်ရတာအဝိုင်းရခုနကတော့တာကြီးရဲ့လွယ်လေးအဝိုင်းပုံလေးဝိုင်းကဒီဆိုတော့မျိုးလွယ်လေးဒီတစ်ခုကဒီမြင်ရတဲ့အဝိုင်းကပါလဲဘာကိုသွားပြီးတော့ပိုင်သားတွေတော့စာအုပ်များနဲ့ကျွန်တော်တို့ဒီလိုပါတော့စာအုပ်များနဲ့ကျွန်တော်တို့ဒီလိုပါတော့ကျွန်တော်တို့ကပိုင်သားပါတာတော့ကိုယ်နဲ့တော့ဒါတော့စာအုပ်များနဲ့တော့ကျွန်တော်တို့ကစာအုပ်များနဲ့ကိုယ်ရှိတော့တော့အဲ့ဒီလိုစက်ကနေဒီလိုဒီတော့တော့တမန်တော်ကတော့ချက်ပါပြတယ်ဘောတော့ရှိတော့ဘောတော့ပါနေဘောတော့အရှိတာတော့ဒီကရှိုးပြောရတယ်ဒီရှင်းမှရှိတဲ့ဝိုင်းလေးတွေရမှာအဲ့ဒီဝိုင်းကဒီရှင်းဆိုတဲ့အဓိပ္ပာယ်ဆောင်တာပေါ့ဒါမျိုးပြောပဲဆိုတော့ဝိုင်းရှိတယ်ဒီနေရာအဲ့ဒီဥစ္စာကိုပေါင်းမလဲလို့ဆိုတယ်ဒီရှင်းမှရှိတဲ့ဟိုအကြားလေးတွေအဲ့ဒီဥစ္စာကတော့ဟိုလိုပါအဲ့ဒီတကယ်တော့ဆိုတော့အဲ့ဒီဥစ္စာမျိုးကြီးရဲ့ဟုတ်ကဲ့မျိုးလုပ်ရရတယ်ခေါင်းပေါင်းလုပ်ရရတယ်ချုံလုပ်ရရတယ်မျိုးသားတွေကတော့တို့လည်းဆက်တာမျိုးသားတွေတော့ဒါတော့ပဲနော်မှာကြတော့ကိုယ်တော်လေးဒီမြားနာမှုတရားလာတဲ့ဆောဆယ်ရောရုပ်ပုံလေးလို့ဆယ်ရောရုပ်လို့တော့လာတော့နောက်ပါလိုက်တော့ရတယ်တော့ရုပ်ပုံလေးပေါ့ဒီမှာရှိတယ်တော့ဆိုလို့ရှိရင်ဒါပါကိုသားပြည့်လဲဆိုတော့ခဏခဏပြန်ပြီးဆုံးပြပါဒီကနေ့ကတော့ဟုတ်ကဲ့ဒီနေ့ကလည်းရှားဒီကိုညကတော့ပေါင်းပါဘာကြောင့်လဲဆိုတော့ဒီရဲ့ဒီလိုကစား
ပဲအဖန်လို့လူလူမျိုးရဲ့လူမျိုးပြောရမယ်အဖန်လို့ပြောတာကျွန်တော်ရှိုးချင်းမျိုးရဲ့လူမျိုး这个名字哦，好可爱的灰色的大黑，手拿米的这牛跑起来，嘿哟喷嘞，嘿哟喷嘞，对么？对哟，这个名字啊，对哟。哦，那个哎，哦，那个哎，都。Nhớ
ကိုအားရတာမငေါစီချိုင်းသာဝီဟောက်ချေအနာဆိုင်လုံးနာတေမလုံလူကတော့နောင်မလုံလူတော့ကျေမခေါ်လာနော်လောဝအချင်းငါခွန်မရဘူးအပါတိမာခေါ်စုဟီစုံလိုက်စားရဖို့ခွန်မရဘူးသူမိုးတော်ဘောပေါ်စိတ်ကခေါ်ဆိုလို့ချင်းသာပွဲစိတ်ကခေါ်ဝိုင်းရိုက်ကိုတာမလုံငေါစီချိုင်းသာဝီဟောက်ချေအနာပေါ်လုံးနာအာစီစားလီဝိုင်းအောင်ပိုင်ယုံစားလီပါအောင်ချင်နာပိုင်ယုံကိုအာမေပနီချက်ကောင်းစားလီပါအောင်မိချင်းစားလီနောင်စုံမီမောလေဖိုက်ပေါ်တာနော်ဖိုက်ပေါ်ခေါ်တေချက်ပွီတော်ပေါ်စကားခေါ်ညိုကိုအားရတာမလုံငေါစီချိုင်းတော်လီ
asi hello kanilen ko solo nyo towe apano bowa we yo pasalu e osile dombu six so e on henyo Kanilen ko solo nyo towe
ka kong la di show thai bui he son ngo la thai bui he saya oza payo pale amezu honga yodoni close out to no on ya ame mu to show di lo ko kalam lu so ma e lo mwe o you glue oh yai ko lan ko sam blo no more don yai ko me show long long ah yo no saya ko klan saya mo a show kui lo yo adi tui hu lo no on di level 3 saya oza show su liduka